မင်္ဂလာပါခင်ဗျ Nathan's Report Channel ကနေပြီးတော့ August လ4 ရက်နေ့နောက်ဆုံးရရှိထားတဲ့အရေးကြီးသတင်းများကိုစူးစီးပြီးတော့ဖတ်ပြပေးသွားပါမယ်။ပထမဆုံးဖတ်ပြပေးရမယ့်သတင်းကတော့မြစ်ကြီးနားမြို့မှာအလကရှစ်က Grade 8ကျောင်းသားတအုပ်ဓာတ်ထိုးလူရက်ခံရပြီးတော့အရေးပေါ်ဆေးရုံကိုပို့ဆောင်လိုက်ရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ကချင်ပြည်နယ်မြစ်ကြီးနားမြို့ကျွန်းပင်သာရပ်ကွက်အတွင်းမှာအမှတ်၈အခြေခံပညာအလယ်တန်းကျောင်းအလကရှစ်က Grade 8ကျောင်းသားတအုပ်ကိုလူတစုကဝိုင်းဝန်းရိုက်နှက်ပြီးတော့လူရက်ကဓာတ်နဲ့ထိုးသွားတယ်လို့ဒေတာသတင်းရင်းမြစ်ကပြောပါတယ်ဒီကနေ့မွန်လွယ်ပိုင်းမှာကျွန်းပင်သာရက်ကွက်အတွင်းအဲ့ဒီကျောင်းသားဖြစ်တဲ့မောင်ခန့်သူဟင်းကိုလူတစုကဝိုင်းဝန်းရိုက်နှက်လူရက်ပြီးတော့ဓာတ်နဲ့ထိုးသွားခြင်းဖြစ်တယ်လို့သိရပါတယ်ဓာတ်ထိုးခံရမှုကြောင့်မောင်ခန့်သူဟင်းဟာဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီးတော့အရေးပေါ်အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့ပြောပါတယ်အဲ့ဒီဒဏ်ရာရသွားတဲ့ကျောင်းသားကိုARD ဂီယူနာအခမဲ့လူမှုကူညီရေးအသင်းကဒီကနေ့မွန်လွယ်ပိုင်းတနာရီ9မိနစ်အချိန်မှာအေးဒုက္ခဆေးရုံကနေတဆင့်မြေကြီးနာပြည်သူဆေးရုံကြီးကိုအရေးပေါ်ပို့ဆောင်ပေးထားရတယ်လို့သိရပါတယ်။သူတို့ကရန်ဖြစ်နေကြမဟုတ်ပါဘူး။ရှစ်တန်းကျောင်းသားလေးကလူခံရတာလို့ပြောတယ်။အဲ့လိုလူခံရပြီးတော့မှဓာတ်နဲ့ထိုးသွားတာလို့သိရတယ်လို့ဒေတာသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။လက်ရှိမှာပြစ်မှုကျူးလွန်ခဲ့တဲ့တရားခံများဟာထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီးတော့ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ဒေတာကန်နေစီကသိရပါတယ်ခင်ဗျာ။နောက်ထပ်ဖတ်ပြပေးရမယ့်အရေးကြီးသတင်းကတော့လေးမျက်နှာမြို့နယ်မှာရေဘေးဒုက္ခရောက်နေတဲ့နေရာတွေကိုကူညီကယ်ဆယ်ဖို့လာတဲ့ကားတစ်စီးတိမ်းမှောက်ပြီးတော့လူ၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဟင်းသရပသိမ်လမ်းကနေခွဲထွက်ပြီးတော့ရေဘေးတဲ့ဒေသတွေကိုတွားလို့ရတဲ့နိဗ္ဗာန်ရွာနဲ့ခမောက်စုရွာကြားကားလမ်းမှာဒီကနေ့ဩဂတ်လ4ရက်နေ့မနက်ပိုင်းမှာကားမှောက်သွားတာပဲဖြစ်ပါတယ်။အလူရှင်ကားမှောက်တာတဲ့၈ဦးထိခိုက်ဒဏ်ရာရတယ်။လိုအပ်တာတွေကုသပေးနေတယ်လို့ပြောတယ်။လမ်းကကျင်းပြီးတိမ်မကောင်းလို့လမ်းမှောက်သွားတယ်လို့လည်းပြောတယ်လို့ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့သူတို့ကရှင်းပြထားပါတယ်။လေးမျက်နှာမြို့ကိုကာရန်ထားတဲ့ငဝင်မြစ်ရေကာတာဟာဇူလိုင်လ30ရက်နေ့ညမှာကျိုးကျခဲ့ပြီးတော့ဆိုးဝါးတဲ့ရေဘေးကိုဒေသခံတွေရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ရေဘေးကြုံတွေ့နေရတဲ့ဒေသခံတွေကိုအနေနဲ့ရကအလှူရှင်တွေကကားတွေဆက်တွေတုံးပြီးတော့လာရောက်လှူဒန်းနေကြပါတယ်။လက်ရှိမှာလေးမျက်နှာမြို့နယ်အပြင်ဘေးပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့IWဟင်းသရရေကြီးကြုံကျော်နဲ့ငတိုင်းချောင်းမြို့နယ်တွေကကြေးရွာတွေပါရေကြီးနှင်းမြုပ်နေတာပဲဖြစ်ပါတယ်။လေးမျက်နှာမှာရေထပ်ပြီးတော့တက်နေတယ်နောက်ပြီးတော့အောက်ဘက်ကမြို့နယ်တွေကိုလည်းရေတိုးနေတယ်စိုးရိမ်နေရတဲ့အခြေအနေမှာပဲရှိနေသေးတယ်လို့ရေကြီးမြို့ကန်တို့ကပြောပြထားပါတယ်အဲ့ဒီရေစည်းကြောင့်ဒေတာတွင်းမှာလမ်းပိုင်းတွေလည်းပျက်စီးမှုရှိနေပြီးတော့ဩဂတ်လ3ရက်နေ့မနက်ပိုင်းကလေးမျက်နှာကတိုင်းချောင်းလမ်းပိုင်းဆက်သွယ်ထားတဲ့တရားငယ်တစ်စင်းရေတိုက်စားမှုကြောင့်ကျိုးကျသွားတယ်လို့သိရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဖတ်ပြပေးရမယ့်သတင်းကတော့ရန်ကုန်မန္တလေးအမြန်လမ်းမှာအိမ်စီးကားတစ်စီးမီးလောင်သွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ရန်ကုန်မန္တလေးအမြန်လမ်းမှာ Toyota Alphard ကားတစ်စီးအင်ဂျင်ကန်းကစပြီးတော့မီးလောင်ကျွမ်းခဲ့ပြီးကားတစ်စီးလုံးမီးလောင်ဆုံးရှုံးသွားတယ်လို့အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနဲ့ကြီးကြပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒီကနေ့ဩဂတ်လ4ရက်နေ့နေ့လယ်တနာရီကျော်လောက်မှာရန်ကုန်မြို့ကနေနေပြည်တော်ဘက်ကိုသွားတဲ့လမ်းဘက်မှာမိုင်းတိုင်းအမှတ်143/6အနီးမှာကားထဲကအချက်ပြမီးလင်းလာတာကြောင့်ရှေ့ဆက်ဖုံးကိုဖွင့်ကြည့်ချိန်မှာအင်ဂျင်ကန်းမီးလောင်နေတာကိုသိရှိခဲ့ရတယ်လို့ပြောပါတယ်။ကားပေါ်မှာအမျိုးသား9ဦးလိုက်ပါလာတာဖြစ်ပြီးတော့မီးလောင်မှုမှာကားတစ်စီးလုံးဆုံးရှုံးလိုက်ရပေမဲ့လူတော့ထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မီးလောင်နေတဲ့ကားကမီးခိုးတွေထွက်နေတာကြောင့်မီးတော့ပြခဲ့ပေမဲ့မသိတာကြောင့်ကြော်တက်ပြီးတော့အသိပေးခဲ့ရတယ်လို့မီးလောင်မှုကိုမြင်တွေ့သူတွေကပြောပါတယ်။မီးစလောင်တဲ့အချိန်မှာအဝေးပြေးကားတွေကမီးသက်ဆေးဘူးတွေနဲ့မီးငိမ့်တက်ခဲ့ပေမဲ့အချိန်ခဏလေးအတွင်းမှာမီးတွေကြီးလာတယ်လို့ပြောပါတယ်။မီးလောင်တဲ့ကားပေါ်ကဘက်ထရီအိုးတွေကိုတော့အနီးနားကလူတွေကကားမှန်တွေကိုခွဲပြီးတော့ထုတ်ပေးခဲ့တာကြောင့်ဘက်ထရီအိုးတွေနဲ့ပတ်စံတွေကိုအချိန်မီထုတ်နိုင်ခဲ့ပါတယ်။အမြန်လမ်းအသုံးပြုနေတဲ့ကားတွေအနေနဲ့မိမိတို့ရဲ့ကားရဲ့ကြန့်ခိုင်မှုကိုလမ်းပေါ်မရောက်မီတေချာစွာကြိုတင်စစ်ဆေးကြရန်လိုအပ်ပြီးတော့အိမ်စီးကားတွေဟာ100 km/hကုန်တင်ကားနဲ့ပစ်ကပ်ကားတွေကတော့60 km/h နှုန်းသာအမြန်ဆုံးမောင်းနှင်ကြပါရန်အထူးသတိပေးအပ်ပါတယ်လို့အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနဲ့ကြီးကြပ်ရေးအဖွဲ့ကသတိပေးထားပါတယ်ခင်ဗျာနောက်ထပ်ဖတ်ပြပေးရမယ့်အရေးကြီးသတင်းတစ်ပုဒ်ကတော့ထိုင်းနိုင်ငံမဲဆောက်မြို့မှာ10နှစ်ခန့်ကက်လို့ခေါ်တဲ့10နှစ်ဘတ်တွေကိုတရားမဝင်လုပ်တယ်ဆိုပြီးမြန်မာ12ဦးဖမ်းဆီးခံလိုက်ရတဲ့သတင်းပဲဖြစ်ပါတယ်ထိုင်းနိုင်ငံတက်ခရိုင်မဲဆောက်မြို့မှာ10နှစ်ခန့်ကက်လို့ခေါ်တဲ့10နှစ်ဘတ်တွေနှစ်ရှည်နေထိုင်ခွင့်ကတ်တွေကိုတရားမဝင်နီးလန်းနေနဲ့ထုတ်ပေးတယ်ဆိုတဲ့ပွဲစားတွေအပါအဝင်ကွန်ရက်တွေကိုဖမ်းဆီးတဲ့နေရာမှာမြန်မာ12ဦးကိုပါထိုင်းလုံခြုံရေးအဖွဲ့တွေကဖမ်းဆီးထားတယ်လို့သိရပါတယ်ဘန်ကောက်မြို့ကနေမဲဆောက်ကိုဆင်းလာတဲ့အဖွဲ့စုံပါတဲ့စစ်ဆေးရေးအဖွဲ့ဟာဒီကနေ့ဩဂတ်လ4ရက်နေ့မှာမဲဆောက်မြို့ကနေ10နှစ်ခန့်ကတ်10နှစ်ဘတ်တွေထုတ်ပေးတဲ့ကိစ္စမှာပါဝင်ပတ်သက်မှုရှိတဲ့မြန်မာတွေနေထိုင်တဲ့နေအိမ်တွေကိုလိပ်စာအတိအကျနဲ့ဝင်ရောက်ဖမ်းဆီးသွားတာလို့မဲဆောက်မြို့ကမြန်မာတွေကပြန်လည်ပြောပြထားပါတယ်ဖမ်းတာကလမ်းမှာစစ်ဆေးလို့တွေ့ပြီးဖမ်းတာမဟုတ်ဘူးအိမ်ကိုတန်းလာပြီးတော့အိမ်လိပ်စာအတိအကျနဲ့
လာဖမ်းသွားတာလို့မဲဆောက်မြို့မှာနေတဲ့10နှစ်ခန့်ဗတ်နဲ့နေထိုင်သူမြန်မာတဦးကပြောပြထားပါတယ်။ထိုင်းသတင်းဌာနခေါဆောက်ရဲ့ဖော်ပြချက်အရမဲဆောက်မြို့ကနေရာပေါင်း25နေရာကိုထိုင်းအာဏာပိုင်တွေကဝင်ရောက်စစ်ဆေးရှာဖွေပြီးတော့ထိုင်းအစိုးရအရာရှိ3ဦးအပါအဝင်လူပေါင်း18ဦးကိုဖမ်းဆီးထားတယ်လို့ဖော်ပြထားပါတယ်။ဖမ်းဆီးထားတဲ့သူတွေထဲမှာမြန်မာ12ဦးပါဝင်ပြီးတော့ပွဲစားကြားကန်ပွဲစားကက်လုတ်ထားတဲ့သူတွေနဲ့ရှောက်ထားတဲ့သူတွေလည်းပါဝင်တယ်လို့စုံစမ်းသိရှိရပါတယ်။10နှစ်ခန့်ကက်ဆိုတာကထိုင်းနိုင်ငံမှာနိုင်ငံမဲအဖြစ်နဲ့နှစ်ရှည်နေထိုင်တဲ့သူတွေနှစ်ကြာရှည်နေထိုင်တဲ့သူတွေနဲ့ရက်ရွာတွေမှာထောက်ခံစာနဲ့နှစ်ရှည်နေထိုင်ကြတဲ့သူတွေကိုမြို့နယ်က10နှစ်ကြာနေထိုင်ခွင့်ရှိတဲ့တရားဝင်နေထိုင်ခွင့်ကပ်ပြားထုတ်ပေးတာပဲဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီကပ်ပြားကထုတ်ပေးတဲ့နေရာမှာရက်ရွာမှာရှိတဲ့ရွာလူကြီးထိုင်းလူကြီးတွေရဲ့ထောက်ခံချက်ပေးမှုကအရေးပါပါတယ်။အဲ့ဒီ10နှစ်ခန့်ကပ်ပြားကိုထိုင်းဝန်ထမ်းတချို့ကတရားမဝင်နီလန်းနေနဲ့ထုတ်ပေးခဲ့တာလို့ဆိုပါတယ်။တရားမဝင်နီလန်းဆိုတာ10နှစ်ခန့်ကပ်ပြားပြုလို့လိုပါကဘန်9000ကနေ8000ကျားအထိပေါက်ဈေးရှိနေပြီ။အဲ့ဒီဈေးပေးနိုင်မယ်ဆိုရင်ကတ်လုတ်လို့ရတဲ့အခြေအနေဖြစ်လာတာပါ။ထိုင်းသတင်းတွေကတော့ကတ်ထုတ်လုပ်ပေးတဲ့ပေါက်ဈေးဘတ်4000ကနေ3,000ကျားရှိတယ်လို့ဖော်ပြထားပါတယ်။ဒီကတ်တွေဟာတရားမဝင်ထုတ်ပေးတဲ့ကွန်ရက်ထဲမှာထိုင်းအစိုးရအရာရှိတွေအာမခံပေးတဲ့ဒေသခံထိုင်းနိုင်ငံသားတွေအမည်နဲ့အချက်လက်အတုတွေကိုအသုံးပြုနေတယ်ဆိုတော့မြန်မာနိုင်ငံသားတွေပါဝင်နေကြောင်းထိုင်းရဲတွေကဆွဆွဲထားပါတယ်။အဲ့ဒီ10နှစ်ခန့်ကပ်ပြားတွေကိုမဲဆောက်မြို့မှာနိုင်ငံရေးအခြေအနေကြောင့်ထွက်ပြေးတိမ်းရှောင်နေကြတဲ့မြန်မာအများစုကပြုလုပ်ကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့မဲဆောက်ရောက်နေတဲ့မြန်မာအများစုကတော့ထိုင်းအစိုးရကတရားဝင်ထုတ်ပေးထားတဲ့ပန်းရောင်ကတ်တွေကိုပဲပြုလုပ်ပြီးတော့နေထိုင်အလုပ်လုပ်ကိုင်နေကြတာပဲဖြစ်ပါတယ်။ဒါအပြင်အခုဘန်ကောက်မြို့ကနေဆင်းလာတဲ့စစ်ဆေးရေးအဖွဲ့အထူးစစ်စင်ရေးပုံစံနဲ့ဆင်းပြီးတော့စစ်ဆေးတဲ့ကိစ္စက10နှစ်ခန့်ကပ်ပြားထုတ်ပေးမှုပြဿနာတက်တက်လည်းမဟုတ်ဘူးလို့သိရပါတယ်။ကနဦး10နှစ်ခန့်ကတ်လှုပ်ထားတာကနေနိုင်ငံသားဖြစ်ခွင့်လျှောက်ထားမှုအဆင့်အထိတိုးလှုပ်လာလို့ကွင်းစင်းစစ်ဆေးဖမ်းဆီးတာလို့မဲဆောက်မြို့မှာနေတဲ့ကတ်လှုပ်ထားသူတို့ကပြောပြထားပါတယ်။10နှစ်ခန့်မဟုတ်ဘဲနဲ့ PR ကိုကူးလို့ရမယ်အထောက်အထားတွေလုပ်တာတဲ့နောက်ထပ်အထောက်အထားခိုင်လုံရင်တော့နိုင်ငံသားလျှောက်လို့ရတဲ့အခွင့်အရေးရှိတယ်လေ။အဲ့ဒီအဆင့်ကိုသွားတဲ့သူတွေကိုဖမ်းတာလို့အဲ့ဒီမြန်မာတယောက်ကပြောပြထားပါတယ်။10နှစ်ခန့်ကကင်ဆောင်ထားတဲ့သူတွေထိုင်းနိုင်ငံသားဖြစ်ခွင့်ထပ်မံလျှောက်ထားပါကပေါက်ဈေးအဖြစ်နဲ့ဘတ်10သိန်းကနေ15သိန်းအထိပေါက်ဈေးရှိနေတယ်လို့စုံစမ်းသိရှိရပါတယ်။မဲဆောက်မြို့မှာ10နှစ်ခန့်ကပြကင်ဆောင်ထားတဲ့မြန်မာလူဦးရေဟာ900အထိရှိနေပြီးတော့အချက်အလက်အစုံကိုစစ်ဆေးနေတယ်လို့မဲဆောက်မြို့အခြေဆိုင်မြန်မာပြည်သားများအရေးကိုပူးရဲလှုပ်ရှားမှုကော်မတီ JACBA ဥက္ကဋ္ဌဦးမိုးကျိုးကရှင်းပြထားပါတယ်။အခု10နှစ်ခန့်ကကင်ဆောင်တဲ့သူတွေလည်းပြဿနာတစုံတရာတက်လာမဲ့သဘောရှိတယ်။အဓိကတော့ထုတ်ပေးတဲ့အရာရှိတွေကိုသူတို့ကဖမ်းကျင်တာဝင်ဖမ်းနေတာလို့ဦးမိုးကျိုးကပြောပြထားပါတယ်။ဒီကနေ့စစ်ဆေးဖမ်းဆီးမှုမှာပါဝင်ပတ်သက်မှုရှိတဲ့ထိုင်းဝန်ထမ်း9ဦးလည်းဖမ်းဆီးခံလိုက်ရတယ်လို့ဦးမိုးကျိုးကပြောပြထားပါတယ်။မဲဆောက်မှာထိုင်းနိုင်ငံသား4000ကျော်ရှိပြီးတော့မြန်မာနိုင်ငံသား2သိန်းခွဲဝန်းကျင်ရှိတယ်လို့ The Diplomat သတင်းဌာနက2025ခုနှစ်မေလမှာဖော်ပြထားပါတယ်။မြန်မာ2သိန်းခွဲထဲမှာဒုက္ခသည်တွေရောရွှေပြောင်းအလုပ်လုပ်တဲ့သူတွေရောနိုင်ငံရေးကြောင့်ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေစသဖြင့်အကုန်လုံးပါဝင်တယ်လို့ပြောဆိုထားပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ဖတ်ပြပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံမှာထုတ်လုပ်မှုစံချိန်မမီဘဲနဲ့ကလေးတွေကိုဘေးဖြစ်စေနိုင်တဲ့ squishy လို့ခေါ်တဲ့အရုပ်တွေကိုလိုက်လံသိမ်းဆည်းနေတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။တတ်မှတ်စံချိန်စံညွှန်းနဲ့အညီထုတ်လုပ်ထားတာမဟုတ်ပဲကလေးတွေကိုကင်ဆာရောဂါနဲ့အခြားသောကျန်းမာရေးအန္တရာယ်တွေကြုံတွေ့စေနိုင်တဲ့ပျော့ပျော့rubber squishy အရုပ်ပေါင်း2000လောက်ကိုထိုင်းအာဏာပိုင်တွေကလိုက်လံသိမ်းဆည်းနေတာပါ။ထိုင်းကုန်ထုတ်စံနှုန်းဌာန TISI ဟာဈေးဆိုင်တွေစတိုးဆိုင်တွေမှာရှိနေတဲ့အဲ့ဒီအရုပ်တွေကိုရှာဖွေသိမ်းဆည်းတဲ့လုပ်ငန်းကိုအဓိကတာဝန်ယူပြီးတော့ဆောင်ရွက်နေပါတယ်။ပျော့ပျော့squishy တွေဟာကလေးကစားစရာထုတ်ကုန်သတ်မှတ်ချက်ထဲမှာပါဝင်ပြီးတော့ TISI ရဲ့စံချိန်စံညွှန်းနဲ့အညီထုတ်လုပ်ဖို့လိုအပ်ကြောင်းအဲ့ဒီဌာနရဲ့အတွင်းမှုချုပ် Akniti Yonyanon ကပြောကြားခဲ့ပါတယ်။လူမှုကွန်ရက်ပေါ်မှာမျှဝေနေကြတဲ့အချက်လက်တွေကနေပြည်တွင်းမှာလူကြိုက်အများများလာတဲ့ squishy ရုပ်တွေဟာသတ်မှတ်ထားတဲ့စံချိန်စံညွှန်းတွေနဲ့အညီမထုတ်လုပ်ရင်ကလေးငယ်တွေကိုကင်ဆာရောဂါအပါအဝင်ကျန်းမာရေးထိခိုက်လောက်အောင်ဘေးဖြစ်စေမဲ့ဓာတုပစ္စည်းတွေနဲ့ထိတွေ့မိသွားစေနိုင်တယ်လို့Akniti ကပြောကြားထားပါတယ်။ဈေးကွက်ထဲမှာရောင်းချနေတဲ့ squishy အယုတ်အများအပြားကိုစစ်ဆေးကြည့်တဲ့အခါမှာအရေးအသွေးစီစစ်အတည်ပြုထားတဲ့ TISI ရဲ့ထောက်ခံချက်မပါဝင်တာကိုတွေ့ရတယ်လို့ပြောပါတယ်။ဒီအခြေအနေကသုံးစွဲသူတွေအထူးသဖြင့်ကလေးငယ်တွေနဲ့လူငယ်တွေရဲ့လုံခြုံရေးအတွက်စိုးရိမ်စရာဖြစ်လာစေတယ်လို့သူကပြောပါတယ်။စံနှုန်းတွေအောက်ကိုနှိမ့်ကြတဲ့ထုတ်ကုန်တိုင်းမှာဓာတုကုန်ပစ္စည်းတွေတပ်တုဓာတ်တွေအန္တရာယ်ကင်းတယ်လို့မသတ်မှတ်နိုင်တဲ့ကုန်ကျန်းတွေရောနှောပါဝင်နိုင်ကြောင်း TISI ကသတိပေးထားပါတယ်။ TISI ဟာ TikTok လိုမျိုးလူမှုကွန်ရက်မီဒီယာတွေမှာအရန်လူပြောများပြီးတော့ squishy အရုပ်တွေအများအများရောင်းချနေတဲ့ဆိုင်တွေကိုအဓိကဦးစားပေးပြီးတော့ဝင်ရောက်စစ်ဆေးမှုတွေတတ်မှတ်စံနှုန်းနဲ့မကိုက်ညီတဲ့အရုပ်တွေကိုသိမ်းယူတာတွေစတင်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။ကနဦးသိမ်းယူထားတဲ့အရုပ်ပေါင်း2000နီးပါးလောက်ရဲ့တန်ဖိုးဟာထိုင်းဘတ်ငွေ1,000,000 ကျော်အထိတန်ဖိုးရှိပါတယ်။အာဏာပိုင်တွေကဘန်ကောက်မှာရှိတဲ့
စံဖန်ဈေးတစ်ဝိုက်နဲ့အဓိကဖြန့်ဖြူးရောင်းချတဲ့စိုင်းနေရာစုစုပေါင်း6ခုကိုဝင်ရောက်ရှာဖွေပြီးတော့အယုတ်တွေကိုတင်စီခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီ6နေရာကတစ်ခုကအရေးသွေးနှိမ့်တဲ့ squishy အယုတ်တွေကိုကိုယ်တိုင်ရောင်းချတယ်လို့ပြည်ပကနေလည်းတရားမဝင်လိုင်စင်မဲ့တင်သွင်းနေပြီးကျန်တဲ့9နေရာကတော့လက်ကားဒိုင်တွေအဖြစ်နဲ့ဖြန့်ဝေနေတာကိုစစ်ဆေးတွေ့ရှိခဲ့ရပါတယ်။သက်ဆိုင်သူတွေကိုဥပဒေကြောင်းအရထိထိရောက်ရောက်ကင်တွယ်အရေးယူဖို့အတွက်စီစဉ်ထားကြောင်းကိုလည်း DISI ကပြောဆိုထားပါတယ်။ DISI ရဲ့အရေးသွေးစီစဉ်မှုအတိအမှတ်ပြုတစိမ့်ကတ်မှတ်ထားတဲ့ထုတ်ကုန်တွေကိုရောင်းချတဲ့သူတွေဟာထောင်ဒဏ်6လအထိဖြစ်စေဘတ်ငွေ9သိန်းအထိဒဏ်ငွေဖြစ်စေပြည်ထောင်2ရက်စလုံးကိုဖြစ်စေကြာခံနိုင်တယ်လို့သိရပါတယ်။ပြည်ပကနေကုန်စည်တွေကိုတရားမဝင်တင်သွင်းမှုကတော့ထောင်နှစ်အထိပြည်ထောင်ဖြစ်စေဘတ်2သန်းအထိဒဏ်ငွေဖြစ်စေပြည်ထောင်2ရက်စလုံးကိုဖြစ်စေကြာခံရနိုင်ခြင်းရှိတယ်လို့ပြောပါတယ်။ဘေးမကင်းတဲ့ဓာတုပစ္စည်းတွေရောနှောပါဝင်နေတဲ့ squishy ရုပ်တွေကိုရေရှည်ပုတ်သက်ကင်တွယ်တာရှူရှိုက်မိတာတွေကကလေးတွေအတွက်ဓာတ်မတည့်မှုနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။နောက်ပြီးတော့အဆိုပြန်နေတဲ့အရုပ်တွေမှာမှုန်တဲ့ဘက်တီးရီးယားတွေကင်းအောင်ရာကနေအရေးပြားယောဂတွေကျုံလာစေနိုင်တယ်လို့လည်းတာဝန်ရှိသူတွေကသတိပေးပြောဆိုထားပါတယ်ခင်ဗျာ။အခုလိုမျိုးနေ့စဉ် update ဖြစ်နေတဲ့အရေးကြီးသတင်းတွေကိုခိုင်လုံတဲ့သတင်းရင်းမြစ်များကနေပြီးတော့စူးစီးဖတ်ပြပေးနေတဲ့ကျွန်တော်ရဲ့ Nathan's Report Channel ကို like and subscribe လုပ်ပေးခဲ့ကြပါခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နာမည် Nathan ပါ